နိုင်ငံခြားရေးဝန်ကြီးကိစ္စကတော့မလာရင်ကောင်းမယ်ဗျ။ဘာကြောင့်လဲဆိုတော့နှစ်ဦးနှစ်ဖက်နဲ့တွဲဆုံဆွေးနွေးရပါမယ်ဒီအာဏာယူတွေကနော်ဂရီတွေလျှောက်ပေးပြီးခေါ်လိုက်တယ်ဆိုရင်တော့သူတို့နဲ့တွေ့ပြီးတော့မေစုတို့နဲ့တွေ့ကန်ကြီးကြတော့လုံခြုံရေးမပေးနိုင်လို့တို့ဘာလို့လျှောက်ပြီးတော့ကလင်ကချစ်တွေလုံနေတယ်လေအဆင်ပြေမှာမဟုတ်ဘူးတစ်ဖက်စကားပဲပါသွားမှာပေါ့နော်နောက်တစ်ခုကသူတို့ရဲ့တရားဝင်မှုကိုလည်းသွားပြီးတော့အထောက်အကူပေးတယ်လို့ဖြစ်နေမှာဗျာဆိုတော့မလာတာပိုကောင်းပါတယ်ဒီအဝေးကနေတယ်လီဖုန်းနဲ့စကားတွေပြောကြ Zoom meeting တွေပါတွေတော့ online meeting တွေပါလို့လည်းရတာပဲဗျအဲ့တော့ဘာကိစ္စတွေလဲဆိုတော့အင်ဒိုတန်ယုံကတာဝန်ရှိသူတွေနဲ့အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်းဘာကိစ္စဘာအတွက်လာမှာလဲဆိုတာလည်းတရားဝင်ထုတ်ပြန်သင့်တယ်ဗျဆိုတော့မလာတာတော့အကောင်းဆုံးဗျာဒီလိုပဲကျွန်တော်တို့ယူဆမိတယ်လောလောဆယ်ပေါ့လေနောက်တစ်ခုကတော့ဒီကျွန်တော်ရဲ့တင်နေတဲ့ပြောနေတဲ့စကားလေးတွေနဲ့ပတ်သက်လို့ပေါ့ဗျာเนาะကျွန်တော်အတိုင်းပြည်ထဲမှာမရှိတဲ့အခါကျတော့လူငယ်တွေကိုမြောက်ပင်ပေးနေတာလားပေါ့ကျွန်တော်မြောက်ပင်ပေးရအောင်ကျွန်တော်ဘာကောင်းမှလည်းမဟုတ်ဘူးကျွန်တော်တည်သလောက်တရင်ရသလောက်ကျွန်တော်လှုပ်ရှားနေသလောက်ပဲအမြဲတင်ပြပေးနေလေ generation Z တို့ဘာတို့ကလည်းအင်မတန်ညံကောင်းတဲ့လူငယ်တွေပဲဗျကျွန်တော်တို့မြောက်ပေးတိုင်းသူတို့ကဘာကိစ္စလုပ်ရမှာလဲဒါလည်းကျွန်တော်အထပ်ထပ်ပြောခဲ့တယ်နောက်တစ်ခုကကျွန်တော်ကဘာလို့ဒီချိန်ကျမှအတန်နေပိုကျဲလဲပေါ့ဆိုတော့ကျွန်တော်ဘဝတစ်လျှောက်လုံးမှာဘာတွေလုပ်ခဲ့လဲဆိုတာဒီ88တုန်းကကျွန်တော်စေးတက္ကသိုလ်တက်ကတငယ်ချင်းတွေနိုင်ငံရေးလှုပ်ရှားခဲ့တဲ့ကျောင်းသားတွေအချင်းချင်းကိုမေးကြည့်လို့ရတယ်နော်နောက်တစ်ခုကကိုမင်းကိုနိုင်တို့ကိုမြအေးတို့ကိုကျင်မီတို့စောင်းလိုက်ဘာတွေလုပ်လဲဘာတွေစဉ်းစားလဲစဉ်းစားခဲ့ဘူးတလဲဘာတွေလုပ်ခဲ့ဘူးတလဲလုပ်မယ်လို့ဆုံးဖြတ်ထားလဲမေးကြည့်လို့ရတယ်အမေတော်ဆောက်စုကြည်ကိုယ်တိုင်ကိုသွားမေးကြည့်လို့ရတယ်နော်နောက်လူမှုရေးကိစ္စတွေနဲ့ပတ်သက်ရင်အမတော်ရွှေစည်းခွက်တို့ဥကျော်သူတို့နော်သွားမေးကြည့်လို့ရတယ်ဟိုတောင်းရုံပေါက်ပန်းသေး40ကောင်တွေတော့သွားမမေးနဲ့ပေါ့ဗျာကျွန်တော်အကြောင်းလည်းသိမသိကြတာတဲ့မနာလိုတာနဲ့အပုတ်ချတိုက်ခိုက်တာနဲ့ဒါတွေများနေတာဟုတ်ဗျဆိုတော့ကအမေးကြည့်ပါကျွန်တော်ဘယ်လိုလူတယောက်လဲဆိုတော့ဒီချိန်ဘာလို့အတန်နဲ့ပို့ထွက်ပေးနေရလဲဆိုတော့အတန်ထွက်မဲ့လူသိမရှိဘူးလေဗျာပြည်တွင်းမှာလည်းတနာပါလေဒီလောက်ဖိနှိပ်တာဗျာဘယ်လိုအတန်ကျွန်တော်တို့လောက်ထွက်အဲ့တော့ကျွန်တော်တို့ကဒါပြည်ပကနေအတန်ထွက်ပေးတယ်လှုပ်ရှားရှိတာအာသွန်ခွန်ဆိုင်လှုပ်ပေးနေဒီမှာကျွန်တော်နှံ့နေုံပဲဗျဒါပေမဲ့မနေရဘူးဗျနှံ့နေတယ်ဆိုတော့ဗျကျွန်တော်ပတ်စံတော့မချမ်းသာပါဘူးထမင်းနဲ့တော့စားရပါတယ်ဆိုတော့ကျွန်တော်အကြောင်းလေးပေါ့ဟိုတချို့ကလည်းလာပြီးရေးတဲ့နေဗျာသူတို့ဘက်ကလူတွေကပို့ဆိုးပါတယ်လာမေးတော့လေထည့်ပြောရတယ်အခုတလောတော့ဒီဘေးအွန်လိုင်းတို့ကိုအခုတရက်နှစ်အတွင်းတော့ကျွန်တော်စောင့်ကြည့်နေပါတော့ဘာလို့စောင့်ကြည့်နေလဲသူတို့ကျွန်တော်တိတ်မပွားတော့ဘူးဗျဘာလို့စောင့်ကြည့်နေမှာလဲဆိုတော့သူတို့အကွက်ပြောက်သွားပြီလို့ကျွန်တော်ယူဆတယ်ပြည်သူလူထုကဒီလောက်စီလုံးညီညွတ်စွာနဲ့တိုက်ပွဲဝင်နေတာဗျာဒီကောင်တွေဘာလို့မလဲမသိတဲ့အခြေအနေကိုဆက်ရောက်သွားပြီနိုင်ငံတကာမှာလည်းဒီကောင်တွေတော်တော်မျက်နှာငယ်ရတယ်ပြည်တွင်းမှာလည်းဒီကောင်တွေအတွက်နေရာမရှိသလောက်ပဲเนาะဆိုတော့သူတို့အကွက်ပြောက်သွားပြီကျွန်တော်တို့ပြည်သူလူထုကညီညွတ်ညွတ်နဲ့စူးစူးစီးစီးနဲ့စိတ်ကံတခြားနဲ့တိုက်ပွဲဝင်နေတာဒီကောင်တွေလုံးဝအကွက်ပြောက်ပြီးတော့မဟုတ်တရုတ်တွေဗျာဘာမှဟိုအရေးမရအဖတ်မရတယ်ပဲဒီကောင်တွေရှောက်လုံနေကြောင်ကရမ်းနဲ့ရှောက်လုံနေတာကျွန်တော်တွေ့နေရတယ်အဲ့တော့အသာလေးကျွန်တော်ကြည့်နေဒီကောင်တွေသူတို့ဘက်ကကြီးမားမားတစ်ခုခုလှုပ်လာပြီဆိုရင်တော့ကျွန်တော်တို့ကလည်းတုံ့ပြန်သွားမှာဖြစ်ပါတယ်ဆိုတော့အဲ့တော့ကျွန်တော်ပြောသလိုစောင့်ကြည့်သွားမယ်နောက်အရေးကြီးဆုံးကတော့ဗျာ CDMO ဝန်ထမ်းတွေပူးပေါင်းပါဝင်တာနဲ့အမျှဒီရေးတော်ပုံကအောင်မြင်မှာပါဒါကြောင့် CDM တွေကိုလည်းအများအားကျွန်တော်တို့နှိုးဆော်ခဲ့တာကမလုပ်ပါနဲ့လူသက်ရန်တရားယူတော့သွားအမပေးလိုက်ပါနဲ့အတိုင်းပြည်ကိုကဲတင်ကြပါဆိုတာမျိုးကျွန်တော်တို့အမြဲပြောတာပေါ့လေဒါကတော့ဒီနေ့လက်တလောပေါ့ဗျာတချို့တွေကလည်းအများစုကတော့ဗျာကျွန်တော်ပုံစကားပြောပါအောင်ထင်မြင်ယူဆချက်တွေပြောပါအောင်သတင်းတွေပြောပါအောင်ဆိုတာမျိုးအမြဲတောင်းဆိုနေတော့လေကျွန်တော်ကလည်းအားပေးတဲ့သဘောနဲ့ကျွန်တော်တက်ကြွလုပ်ပေးနေတာပါနောက်Australia ဘက်ကလည်းအခြေအနေကောင်းပါလေဗျ Australia ကဟိုတနေ့ကမြန်မာစစ်ဗိုလ်ချုပ်တယောက်ဖုန်းဆက်တယ်ဆိုပေမဲ့လည်း Australia တလောက် democracy ကိုအားပေးတာဗျမြန်မာတွေကိုလည်းချစ်ကြတယ်အဲဒါကြောင့် Australia ကတော့ကျွန်တော်တို့ဘက်ကတေးသေးချာချာရပ်တည်သွားမှာဖြစ်ပါတယ်ကျွန်တော်ယုံကြည်နေတယ်သူတို့နဲ့လည်းအဆက်အသွယ်အမြဲတမ်းလို့ရှိပါတယ်နော်ဘလို့ရေးယူဆောင်ရလဲဆိုတော့ဗျာသူတို့ရဲ့Australia ဘက်ကဘာတွေလုပ်နေလဲနည်းနည်းတော့နှေးနေသလားလို့လားမေးတဲ့လူတွေကလည်းရှိတာပေါ့အဲ့တော့သူတို့ရဲ့ပိုင်ဆိုင်မှုတွေကအစထိန်းချုပ်လိုက်ဖို့လိုတော့ဥပမာဗျအိမ်လိုမြေလိုဟာမျိုးကြရင်
ဒီမြို့နယ်ရက်ကွက်အထိကောင်တီတွေအထိသူတို့ကဆင်းရတာဗျရဲတွေတရားသူကြီးတွေအဆင့်ထိဆင်းရတာဝင်ကြီးတွေအပေါ်ကအမတ်တွေကဓာတ်ရိုက်ကြီးတန်းပြီးတော့လေဒါကြီးကိုဒီလိုသွားလုပ်လိုက်လို့သူတို့ရှိမှာဥပဒေကသူတို့ဥပဒေတွေကအရန်အားကောင်းတာဗျအဲ့တော့သူတို့ဒါလေးစနစ်တကျနဲ့စီစဉ်နေတယ်လုံမှာတေးကြတယ်ဗျာဒါတန်တရားရှိစရာမလိုဘူးအမေရိကမှာဖြစ်ဖြစ် EU မှာဖြစ်ဖြစ်နော်ဩစတြေးလျမှာဖြစ်ဖြစ်ဆိုတော့ဒါလေးလုံမှာပါကျွန်တော်တော့ဒီရေတော်ပုံကြီးပြီးရင် generation Z ရလူငယ်တွေကိုကျွန်တော်ဒီမှာရောက်ရှိနေထိုင်တဲ့အခါကျတော့ကျွန်တော်ကဘာပတ်ခဲ့တယ်ဗျာဟိုဘက်အဆုံးဆိုရင်ဩစတြေးလျနယူးဇီလန်ဒီဘက်အဆုံးဆိုရင်ဘော်နီယိုကျွန်းဖိလစ်ပိုင်အင်ဒိုနီးရှားဘရူနိုင်းနာပေါ့ကျွန်တော်အဲ့လိုတွေသွားလာလှုပ်ရှားခဲ့တယ်ယနေ့အမေရိကမှာဆိုတော့သူတို့မျိုးပြတွေကိုဘယ်လိုတိဆောက်လဲသူတို့ရှေ့ကလူတွေကဘယ်လိုကြံစည်တယ်စိတ်ကူးတယ်သူတို့ဘဝရှေ့ရေးအတွက်ဘာတွေလုပ်လဲဘာတွေလောလောဆယ်လုပ်လဲကျွန်တော်အများကြီးဆွေးနွေးတင်ပြနိုင်တာရှိတယ်ဒါတွေကို generation Z ကိုကျွန်တော်မျှဝေသွားခြင်းတယ်ဗျာအနာဂတ်တစ်နေ့မှာပေါ့နောက်တစ်ခုကတော့ကျွန်တော်မလုပ်သေးတာကြာပြီဖြစ်တဲ့ generation Z ကလူငယ်တွေများစိတ်ဝင်စားမယ်ဆိုရင်တော့ကျွန်တော်တေးဂီတာတွေဟိုးလွန်ခဲ့တဲ့1990 sorry 2001နှစ်လောက်တုန်းကကျွန်တော်သင်တန်းလေးတွေဖွင့်ဘူးတယ်လေ computer music သင်တန်းလေးတွေအဲ့ဒါမျိုးလေးတွေကျွန်တော် online ကနေ generation Z အတွက်ကျွန်တော်ရဲ့တတ်သားတည်ထားတဲ့ဂီတဖန်တီးတဲ့ပညာတွေကိုဝင်မြသွားမှာပါဘာလို့လဲဆိုတော့ကလေးတွေကိုကျွန်တော်တို့အားကိုးရတော့မယ်ကလေးတွေကစီကန်းရှိတယ်ကလေးတွေကဇွဲနှပဲကောင်းတယ်တတ်တိရှိတယ်ဆိုတာဒီရေးတော်ပုံကြီးမှာပေါ်လွင်သွားပြီဖြစ်တယ်လေဒါကြောင့်ကျွန်တော်တို့ကလေးတွေကိုကျွန်တော်တို့အားပေးရမှာဖြစ်ပါတယ်ဒါကြောင့်အဲ့လိုလေးပဲအနာဂတ်ကိုဖြတ်တန်းကျင်တော့တယ်ဗျာအခုလိုဝင်ပြီးတော့စကားတွေပြောပေးလှုပ်ရှားပေးနေလို့မြန်မာပြည်ပြန်လာပြီးတော့စိတ်ချပါအခွင့်အရေးတစ်ခုမယူပါဘူးဗျ2015တုန်းကလည်းဒီတွဲမှာတချင်းဆိုဖို့ကမ်းလှမ်းတာတော့ကျွန်တော်ပြန်မဆိုခဲ့ပါဘူးကျွန်တော်တို့ popular ဖြစ်နေတဲ့အချိန်ဆိုတော့ပြန်လာပြီးပတ်စံရှာပြီးပြပပြန်ထွက်ရတိုင်းပြည်လေးပေါ်မတရားရရောက်မှာဆိုလို့လေဆိုတော့အဝေးကနေပဲမြန်မာပြည်ကိုဆက်လက်ထောက်ခံအားပေးနေမှာပါကျွန်တော်တို့ကဒါကတော့ကိုမင်းကိုတိုင်တို့နဲ့လည်းစိတ်သဘောထားချင်းတစ်ထပ်သေးကြပါတယ်ကျွန်တော်တို့ကခုံခင်းပေးမယ်တပြက်စီလဲပေးမယ်လူစုပေးမယ်ပေါ့ဗျာပြီးရင်တော့ဘဝကိုတိတ်တဆိတ်ပဲဖြတ်တန်းကျင်တော့တယ်လေအရန်ကြီးဖော်ရှော့ကြီးတွေလို့မလုပ်ချင်တော့ပါဘူးဗျာဆိုတော့အားလုံးအဆင်ပြေကြပါစေအောင်မြင်ပါကျွန်တော်ဒီနေ့အပြင်ခဏထွက်တယ်ဗျာအပြင်မထွက်ရတာကြာလို့လေအောင်မြင်ပါ